ပုံမြင်လေးနာမည်ကညစာစားပွဲကရင်းမြင့်ကြီးတဲ့တခါကရင်းမြင့်ကြီးတကောင်ဟာစားတော့ဆိုင်တစ်ဆိုင်ထဲကိုဝင်လာခဲ့တယ်သူမြဲထိုင်နေကြစပွဲမှာဝင်ထိုင်လိုက်ပြီးစပွဲတို့ရေဒီလာပါအောင်လို့လှမ်းခေါ်လိုက်တာပေါ့ငါကိုပဲဆုပ်ပြုတ်ရင်ဂေါ်ဘီတို့လေးတွေအားလူထောင်းရင်ပြေးပါအောင်အမြန်လေးနော်ငါဒီကတော်တော်လေးဘိုက်စာနေလို့မှားလိုက်တဲ့ခဏကြာတော့စပွဲတို့ကသူ့မှားတာတွေကိုလာချပေးတယ်ရင်းမြင့်ကြီးကသူ့ပကံကိုစိုက်ကြည့်လိုက်ပြီစပွဲတို့ဒါကိုမင်းကထမင်းထလန်းလို့ခေါ်တာလားပေးထားတဲ့ပမာဏကနည်းလုံးလာကြည့်လားဒါမျိုးကငှက်တကောင်တော့ဘိုက်ဝမှာမဟုတ်ဘူးငါလိုချင်တာကပဲဆုပ်ပြုတ်ဆိုတာရေချိုးကန်တကန်စားဘုံတစ်ပုံးစာကော်ပီတို့နဲ့အာလူထောင်းဆိုရင်တောင်တောင်စားလောက်လိုချင်တာကွာငါအစာစားတဲ့ကဘလောက်ကြီးလဲဆိုတာမင်းကိုပြောပြီးသားနော်တော့တကြီးပြောလိုက်ပါလေရောဒါနဲ့စပွဲလိုလည်းမိဖို့ကြောင့်လည်းပြန်သွားပြီးရေမြင်းကြီးလူချင်းကလောက်ပဲဆုပ်ပြုတ်ရေချိုးကန်တကန်စားဘုံတစ်ပုံးစာကော်ပီတို့နဲ့တောင်တောင်စားအာလူထောင်းတွေကိုတင်လာပေးရတော့တာပေါ့ခဏလေးတွေ့မှာပဲရေမင်းကြီးဟာအကုန်လုံးကိုပြောင်းစင်အောင်စားပစ်လိုက်တယ်ရတာရှိလိုက်တာပြားလို့ရေမင်းကြီးကပြောရင်လက်တော့ပေါ်ကနေပါဇက်ကိုတုပ်ပြီးပြန်မှုပြင်လိုက်တယ်ဒါပေမဲ့အံ့ဩကြပဲသူလုံးဝလှုပ်လို့မရတော့အစားတွေအများကြီးစားလိုက်တဲ့အတွက်တိတိတတ်တာကြီးထားလာတဲ့သူ့ရဲ့ဘိုက်ကြီးကကလိုက်ထိုင်တဲ့စပွဲနဲ့ကြာမှညနေပါလေရောသူဘလောက်ပဲယုံဘလောက်ဆိုတဲ့လက်ကားပဲလှုပ်တော့မလှုပ်နိုင်တော့ဘူးပေါ့အချိန်ကြီးကညစ်နေလာတယ်ဆိုင်ထဲကတခြားဖောက်တယ်တွေလည်းညသာစားပြီးပြန်ကုန်ကြပြီထမင်းချက်တွေကလည်းသူတို့ရဲ့အေပရိုနီကိုချုပ်အုတ်ခက်တွေကိုသိမ်းပြီးပြန်သွားကြပြီစပွဲတို့လည်းပကံတွေသိမ်းမိတွေပဲပြီးအိမ်ပြန်ကုန်ကြပြီရေမင်းကြီးကတော့မှောင်မဲနေတဲ့ဆိုင်ထဲမှာတယောက်တည်းတနာစရာကောင်းစပွဲမှာညံ့ပြီးကျင်းခဲ့တာပေါ့ငါကော်ပီတို့တွေကိုအဲ့လောက်အများကြီးမစားခဲ့တင်ဘူးထင်နေလို့သူကမှောင်မဲနေတဲ့ဆိုင်လေးကိုငေးကြည့်ရင်နောက်တော့ရတယ်လို့လည်းရေရွနေမိတဲ့ကြားထဲမှာတစ်ခါလေးတက်တဲ့တန်ကြီးကလည်းထွက်လာသေးတာပေါ့ပုံမြင်လေးကပေးတဲ့သင်ခန်းစာကတော့ဘယ်ရာမဆိုအလွန်ကြုံဖြစ်လာတဲ့အခါမှာနောက်နောက်ဆိုးတဲ့ခံစားချက်နဲ့ပဲလမ်းဆုံးတက်ပါတယ်